တလားကုန်ကြစိတ်တွေကလည်းများလိုက်တာအကုန်သေးတွေကလည်းကြီးအိမ်လာကမီတာကရေကိုးတွေကလည်းပေးရအောင်မယ်။ wifi တွေကလည်းဆောင်အောင်မယ်။ဒီကြားတဲ့ကျဲဥကပါ900ဖြစ်သွားသေးတယ်။ဒီကြားတဲ့ကျဲဥကပါ900ဖြစ်သွားသေး။ဝင်ငွေထပ်ငွေကပုံများနေရဲ့။ ဟဲ့မနင်ဘာတွေစိတ်ညစ်ပြီးခေါင်းတွေကုန်နေရတော့ တလားကုန်ကြစိတ်တွေတွေ့နေရ wifi မိထဲမှာဆောင်အောင်မယ်။ ဟာ wifi ပေးဆောင်မယ်ဆိုလို့ဒီမြန်မာနဲ့မှာဘေးလျှော့ပေးတဲ့အစီအစဉ်လေးတွေရှိတယ်နော် ဘယ်လိုလေးရှော့ပြရတော့ wifi ပေးဆောင်တော့တက်တာချင်းနေဆိုရင်ဒီအိမ်ကြီးသားချင်းတွေကိုညှို့ပေးလိုက်လို့တို့အိမ်မှာဆက်တက်ဆင်ပြစ်သွားတယ်လဆင်ကြီးတွေက9000ပေါင်လျှော့ပေးမှာနော် 9000တော့ရှော့ပေးမှာလားငါစိတ်ဝင်စားတဲ့မောင်လေးဆက်ပြောပြပါဦး အာစိတ်ဝင်စားတယ်ဆိုလို့ဒီ3ယောက်တော့ညှို့ပေးလို့ရမယ်လို့ပြောတယ်3ယောက်ဆိုလို့ရှိရင်လဆင်ကြီးက1000ခွဲတောင်လျှော့ပေးမှာ မြန်မာနိုင်ငံ wifi ကို1000ခွဲမြင်းအောင်ရှော့ပေးမှာ ဟုတ်တယ် နဲ့ wifi ကဈေးနှုန်းက1000ခွဲမြင်းအောင်ရှော့ပေးတာဆိုတော့ wifi ပေးဆောင်မှုအတွက်ငါတို့တက်တာသွားတာပေါ့ဒါဆိုလို့ရှိရင်အခုပဲမြန်မာနိုင်ငံ wifi ဆက်တက်ချင်တဲ့လူတွေကိုငါရှာလိုက်တော့မယ် ကဲဒါဆိုလို့ရှိရင် မြန်မာနိုင်ငံ wifi ဆက်တက်ထားတဲ့ customer တွေ wifi ဆက်လေးတက်ဆင်ဖို့အတွက်အတိမိတ်ဆွေတွေကိုညှို့ပေးလိုက်တာ ਨੇ အခုပဲမြန်မာနိုင်ငံမှာ wifi shop လေးရိုက်လိုက်တော့နော်